ကိုမိုင်ရှမ်းဖုန်းကြီးကျောင်းမှာကျင်းပပြုလုပ်တဲ့ရှမ်းတကြံကိုရောက်နေရပဲဖြစ်ပါတယ်။ကိုမိုင်ရှမ်းအကအဖွဲ့အနေနဲ့ပါဝင်ပြီးတော့တစိမ့်တစ်ပိုင်းကပြဖျော်ဖြေခဲ့ပါတယ်။ဒီပွဲကတတိယအကြိမ်မြောက်ဒီရှမ်းတကြံပေါ့နော်။ရှမ်းကုန်မှာရောက်နေတဲ့ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းစာပေနဲ့ကျင်းပကနေပြီးတော့ကျင်းပပြီးတော့ဦးဆောင်ပြီးတော့ကျင်းပပြုလုပ်ခဲ့တာပါ။ဒီကိုရန်ကုန်ရောက်နေတဲ့ရှမ်းတိုင်းသားတွေနဲ့မကဘူးတခြားသောတိုင်းသားတွေလည်းလာရောက်ပြီးတော့လေပတ်လို့ရပါတယ်။ပွဲမှာတော့ပထမဆုံးတဲဖုံးစီတဲပြီးတော့ဖျားရည်တက်ပေတာတို့ပြီးတော့ပြည်တရားနာတွေလုပ်ပါတယ်။ပြီးသွားရင်စတူဒီတာကျွေးတဲ့ရှမ်းစားစာတွေကိုပေါ့နော်။ရေအေးအစားအသောက်တွေအဲ့ဒါတွေအကုန်လုံးစတူဒီတာကျွေးပါတယ်။ပြီးတော့ဆေးတွေလည်းလှူဒန်းတဲ့သူတွေလည်းရှိပါတယ်။ရေစောတဲ့နေရာကတော့ဒီ state ရဲ့အရှိမရေပန်းတွေပေါ့နော်ဖွင့်ပေးထားတယ်ရေပန်းတွေနဲ့ဒီကပြားပြီးတဲ့အချိန်မှာပဲဒါဒီမှာပါဝင်ဆင်နွှဲနေတဲ့လူတွေပေါ့နော်ရေစောလို့ရအောင်လို့ဆိုပြီးတော့ဒီတချင်းရှမ်းဆိုတော်တွေကလည်းတချင်းတွေနဲ့ဖျော်ဖြေတယ်အဲ့ဒီအချိန်မှာအကုန်လုံးလည်းရေဆိုလို့ရအောင်လို့ရေပန်းတွေဖွင့်ပေးထားပါတယ်ပြီးတော့ဒီမှာက photo booth ပေါ့နော်ဒီနေရာမှာအင်တာဗျူးတာတို့တပုံရိုက်တာအလားတပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေလုပ်ကြပါတယ်ဒါဆင်းရှိမှာရေပန်းနေနဲ့ဒီအဆိုတော်တွေတချင်းဆိုတဲ့အချိန်မှာအတူတူဝင်ပြီးတော့ကတာတို့နားထောင်တာတို့လုပ်လို့ရအောင်ပေါ့နော်ရေပန်းတွေတင်ပေးထားတယ်ဒါကတော့အိုးစီဝိုင်းနဲ့အတူတူဒီရှမ်းရိုးရအကားတွေအိုးစီဝိုင်းအကားတွေလည်းဝင်ကနေရဖြစ်ပါတယ်ကလေးတွေဆော့ဖို့အတွက်ကိုလည်းဒီဘေးပတ်လည်မှာရေတွေတိုင်ကီတွေနဲ့ရောရေပိုက်တွေရောပေါ့နော်ရေဖြည့်ပေးထားတယ်ကလေးတွေမှာမဟုတ်လူကြီးတွေလည်းအကုန်လုံးဆော့လို့ရတယ်ပြီးတော့ရှမ်းအဆိုတော်တွေအများကြီးလာပြီးတော့ဒီပွဲကိုပါဝင်ပြီးတော့အားဖြည့်ပေးတတ်ပါတယ်အတန်ကတော့နည်းနည်းနာနေလို့ခွင့်တော့ပါဘာလို့လဲဆို